ကိုအလိုမရှိတဲ့သူကိုမေ့လိုက်ပြီးတော့ကိုတန်ဖိုးထားတဲ့သူကိုရှာလိုက်ပါလားကိုတောင်းဝင်ရကျွန်တော်တကြီးတော့နားလဲလာပါကိုဘောဒုက္ခပေးနိုင်လို့ကိုချစ်သုံးသူပဲဆိုတာကျွန်တော်ဘောပေါက်ပါမင်းရဲ့ချစ်သူခွင့်ရတော့သူနဲ့ချင်းနဲ့ဒီနာဆောဆုနိုင်ပြီမင်းဝနာတိပြုံးပြုံးရှိလွန်ချင်ဒီစီအာနီစတောင်းပြီးပါလေအာရုံရောက်ကဘာချလို့ချင်ရာရာပြည့်စုံနေတဲ့ဘဝမှာနေလို့တော့ချစ်သူတော်တို့ပါစီချစ်တဲ့ဘဝကိုဦးစားပြီးပါစကားပေါ်မှာနေရာရာပြီးယူဆိုင်ပါချစ်ကိုတော့ရောက်တဲ့ငါမမီရီအနီရောင်ပြီးပြေပါပြီချစ်တဲ့ညရဲ့လောကသဘောများအပြေလိုက်တော်ပြီအာထုစားမိကြည်ပါဦးမေအာမီကိုကြည်ပါအာမီရောက်တဲ့ဘဝနဲ့တည်ခြင်းကဘာလို့စီအာမီကိုကြည်ပါဦးမေအာထုစားမိကြစီဦးကိုအလိုမရှိတဲ့သူကိုမေ့လိုက်ပြီးတော့ကိုတန်ဖိုးထားတဲ့သူကိုရှာလိုက်ပါလားကိုတောင်းဝင်ရကျွန်တော်တပြေတော့နားလဲလာပါပြီကိုဘောဒုက္ခပေးနိုင်ဆုံးသူပါကိုချစ်သုံးသူပဲဆိုတော့ကျွန်တော်သဘောပေါက်သွားပါဘုသားရတက်လာခဲ့ရင်နေလုံးကြီးအောင်ပြောက်ွယ်ပေးရသေးတယ်ဒီလိုရှောက်တဲ့လမ်းလေးဖြောင်းပြီးငါရှောက်ခဲ့ရတယ်တွေ့ထားတဲ့လက်ကလေးကိုတော့ညံ့ပိုက်ထားတော့အာရီစီတော့ပြီးပါလေငါတို့ရောက်တော့ချာဖို့နေပြီစကားကိုမြင်ကောင်းကြည့်လို့တပည့်ပြီးအကျဉ်းလက်စောထိုက်တယ်ရရင်ဒီမှာမင်းနဲ့တို့ကိုကြိုးစားပြီးတော့အချင်းလို့မဟုတ်ဘူးနော်ဒီနောက်ကဘာချလို့တကယ်ဝေးမင်းနဲ့ချစ်တဲ့တိတ်ကိုတို့ရဲ့တိတ်ကပဲအာလီတစ်သက်လုံးရှုံးနေလေချင်းမညောင်းချစ်တယ်ငါလေးဒီမျိုးလေးကနေအပြေးလိုက်တော်ပြီအာသူစားပြီးကြည်ပါဦးမေအာမင်ဘီကိုကြည်ပါငါလေးရောက်တဲ့ဘဝနဲ့တည်ခြင်းကဘာလို့ဒီအာမင်ဘီကြည်ပါဦးမေဘုသားရတက်လာခဲ့ရင်နေလုံးကြီးအောင်ပြောက်ွယ်ပေးရသေးတယ်ဒီလိုရှောက်တဲ့လမ်းလေးဖြောင်းပြီးဖို့ငါရှောင်ထွက်ပေးရတယ်တွေ့ထားတဲ့လက်ကလေးကိုတော့ညံ့ကိုက်ထားတော့